ရုတ်တရက်အပြောင်းလဲကြီးဖြစ်ပေါ်လာပြီးနာကွဲမတတ်အော်ဟစ်နေတဲ့ဘလူးတတဝအချို့ရဲ့အတန်တွေနဲ့အတူမျိုးပိစပြောင်းလဲသွားတဲ့ကောင်းကျွန်းဟောင်းဟာသူ့ရှိကမင်းကလေးစီကိုအရှိန်အဟုန်နဲ့ပြေးဝင်သွားပါတယ်အရှိန်အညံလုံးလုံးအရေးတွေတောင်ထင်ချန်ခဲ့ပါတယ်ခဏလေးအတွင်းမှာပဲမင်းကလေးတယောက်ကိုသူ့ရဲ့ချွန်ထက်တဲ့လက်သေးတွေနဲ့နှစ်ပိုင်းပိုင်းလိုက်ပါတယ်အနီးအနားမှာရှိတဲ့အတန်းကောင်းဆောင်ကျန်းရလဲကြောက်လန့်တကြားနဲ့နောက်ဆုတ်သွားပါတယ်အလောင်းပေါ်မှာရက်ပြီးအော်ဟစ်နေတဲ့ငတ်ပုံစံတတဝကိုကျွန်တော်ကြည့်ရင်မျက်လုံးတွေဝိုင်းဆက်သွားပါတယ်ဒါဟာသွေးလမင်းမိစာငတ် Blood Moon Demon ပါပဲဒါပေမဲ့ဒီလိုမျိုးပိစောပြောင်းလဲချတဲ့သားရဲကကောင်းကျွန်းဟောင်းရဲ့ခန္ဓာကိုယ်ကနေဘယ်လိုမျိုးပြောင်းလဲလာတာလဲကျွန်တော်ရဲ့အရင်ဘဝတုန်းကတော့အပြောင်းလဲဖြစ်တဲ့နေမှာခွင့်တိုင်ထားလို့ကြောင်းမတက်ခဲ့ရပါဘူးဒါကြောင့်ဒီလိုသွေးချောင်းစီးတဲ့မြင်ကွင်းကိုရှောင်လွှဲနိုင်ခဲ့လာပေါ့အခုတစ်ခေါက်ပြန်လည်မွေးဖွားလာတဲ့ကျွန်တော်ဟာမျိုးပိစောပြောင်းလဲပြီးနောက်ပေါ်လာမဲ့ဘလူးတတဝအမျိုးသားတွေအကြောင်းကိုကောင်းကောင်းသိပါတယ်ကောင်းကျွန်းဟောင်းကနေပြောင်းလဲသွားတဲ့ဒီငတ်ပုံစံဘလူးကိုသွေးလမင်းမိစာငတ်လို့ခေါ်ပါတယ်အစင်းဝမ်းတတဝပဲရှိသေးပြီးမဲ့သူ့ရဲ့အရှင်ကအယမ်းညံပြီးလက်သေးတွေကလည်းဓာတ်လို့တတ်ပါတယ်မျိုးပိစောပြောင်းလဲမှုအစောပိုင်းကလာမှာတော့သူတို့ဟာအချမ်းတန်းဆုံးနဲ့အန်ဒီရဲ့အရှိဆုံးဘလူးတွေထဲကတစ်မျိုးဖြစ်ခဲ့ပါတယ်မျိုးပိစောပြောင်းလဲမှုအစပိုင်းမှာလူသားတွေဟာအသွင်းပြောင်းတဲ့အဆင့်ကိုကြောက်ဖြတ်ပြီးသူတို့ရဲ့ပါရမီစွမ်းရည်တွေကိုအောင်မြင်စွာနိုးထက်စေနိုင်ခဲ့ရင်တော့ကျွမ်းကျင်ဖို့အတွက်အချိန်အလုံးနောက်လိုအပ်ပါသေးတယ်သွေးလမင်းမိစာငတ်ရဲ့ကြောက်စရာကောင်းတဲ့အရှိန်နဲ့ရင်ဆိုင်ရတဲ့အခါပါရမီစွမ်းရည်ကိုတောင်ထုံမသုံးနိုင်ခင်မှာပဲအသက်ခံရနိုင်ပါတယ်လက်ရှိအခြေအနေကိုအချိန်တွင်နားလေသဘောပေါက်ပြီးပါရမီစွမ်းရည်ကိုအသုံးပြုနိုင်တဲ့အထီးသွမ်းပါရမီရှင်တွေကလွှဲရင်ကျန်တဲ့သူတွေအသက်ရှင်ဖို့ခက်ခဲပါတယ်ဒါမှလူတွေသွေးလမင်းမိစာငတ်နဲ့တွေ့ရင်တော့ဘလူးရဲ့အစာဖြစ်ဖို့ပဲရှိပါတော့တယ်အထူးသဖြင့်အလင်းရောင်တွေပျောက်ကွယ်သွားပြီးအလွန်အားနည်းတဲ့အနီရောင်အလင်းတန်းလေးတွေပဲကျန်တော့တဲ့အခုလိုအမောင်ထူးတဲ့မှာသွေးလမင်းမိစာငတ်ဟာဇီးခွက်လိုအစွမ်းမျိုးရှိတာကြောင့်အမောင်ထဲမှာပို့ပြီးတော့ကျွမ်းကျင်သွက်လက်နေပါတယ်ကျွန်တော်ရဲ့အရင်ဘဝတုန်းကပါရမီစွမ်းရည်ကိုစတင်နှုတ်ထိုက်ခြင်းမှာစွမ်းရည်တွေကိုကောင်းကောင်းမသုံးတတ်တယ်လို့အိမ်နီးနားချင်းတွေကဘလူးလူချင်းတီအင်ယာထက်ကနေမောင်းထူတာခံခဲ့ရပါတယ်အကယ်၍ရှားဝန်ရိုးတာအသွင်ဖြောင်းပေးခြင်းကျွန်တော်စီကိုချက်ချင်းရောက်မလာပဲကျွန်တော်နောက်ကိုအသိမလိုက်ခဲ့ဘူးဆိုရင်ကျွန်တော်အပြင်မှာသိဆုံးနေတာကြပါပြီဒါပေမဲ့ကျွန်တော်အိမ်မှာရှိနေခဲ့လို့ပဲသွေးလမင်းမိစာငတ်နဲ့မတွေ့ခဲ့ရတာပါအရင်ဘဝတုန်းကကျွန်တော်တို့အတန်းထက်ကဘလူးမှာကျောင်းကနေအသက်ရှင်တီဘာလို့ထွေးမလာနိုင်ခဲ့တာလဲဆိုတဲ့အကြောင်းရင်းကိုလည်းကျွန်တော်သဘောပေါက်သွားပါတယ်အတွေးတွေကလက်စည်းလိုခက်ပေးသွားပြီးကျွန်တော်ဟာသွေးလမင်းမိစာငတ်ကိုတတိကြီးကြီးနဲ့ကြည့်နေရင်စိတ်ထဲကနေကျွန်တော်ရဲ့ပါရမီစွမ်းရည်ကိုချက်ချင်းထားဖို့ကြိုးစားလိုက်ပါတယ်။အဲဒီနောက်မှာတော့ကျွန်တော်ရဲ့ပါရမီစွမ်းရည်အကြောင်းအချက်လက်တွေကခေါင်းထဲကိုချက်ချင်းရောက်လာပါတယ်။ကျွန်တော်မျက်လုံးလေးတောက်ပေါက်ဖားပါတယ်။သွေးလမင်းမိစာငတ်မင်းကိုပဲငါရဲ့စွမ်းအားကိုစမ်းသပ်ဖို့သုံးရမှာပေါ့။ကျွန်တော်ခြေတော်ကိုတစ်ချက်ဆုံးလိုက်တာနဲ့ရွှေရောင်အလင်းတန်းတွေဟာကျွန်တော်ခန္ဓာကိုယ်ကနေယူလျက်ထွက်ပေါ်လာပါတယ်။အနက်ရောင်ရွှေဝါရောင်နဲ့ပြချက်ဝေတန်းစာဟာကျွန်တော်မျက်နှာကိုဖုံးအုပ်သွားပြီးရွှေရောင်တောက်ပတ်တဲ့အလင်းတန်းတွေဟာခေါင်းနောက်မှာမိထောက်တွေလိုလင်းပြနေပါတယ်။ငကားအခြေခွန်တွေလိုအနက်ရောင်ရွှေဝါရောင်အခြေခွန်တွေကခန္ဓာကိုယ်အနက်ကိုဖုံးလွှမ်းသွားပြီးထွားချိုင်းနဲ့ကျွန်တော်ခန္ဓာကိုယ်ကိုပို့ပြီးလို့ခွန်အားကြီးမှပုံပေါက်စေပါတယ်။ကျွန်တော်ကြောပြင်နောက်မှာလည်းခရမ်းရောင်မျိုးကိုတွေကထူထိုက်နေပြီးကောင်းကင်ဘုံကစင်ဖျားစင်တက်လာတယ်လို့ပဲအံ့ဩစရာကောင်းလောက်အောင်ခံရထေပါနေပါတယ်။မိထိုက်ချက်ဝတ်တန်းစာကိုစင့်ခေါ်လိုက်တဲ့အချိန်မှာဘေးနားကရှီရောင်ဝိုင်းယိုဟာအတရှိမမတာအံ့ဩမင်တဆွာတဲ့ကြည်နေပါတယ်။အတွင်းပြောင်းသွားတဲ့တခြားចောင်းသားတွေဟာလေတခုခုရဲ့ဆွေးပေးမှုကိုခံလိုက်ရသလိုမျိုးကျွန်တော်စီကိုအုပ်စုလိုက်ပြီးဝင်လာကြပါလေ။အနည်းဆုံးမှရှိနေတာကတော့ခန္ဓာကိုယ်အလွန်ကြီးမားတဲ့ငါးပြီလူပါ3 မီတာကနေ4 မီတာလောက်ထိမြင့်တဲ့သူ့ရဲ့ခန္ဓာကိုယ်ကြီးဟာမိထိုက်ချက်ဝတ်တန်းစာဝတ်ထားတဲ့ကျွန်တော်ကိုကြည့်ပြီးတိုက်ခိုက်ဖို့ပြင်နေပါတယ်။ကျွန်တော်ရဲ့အကြည့်ကသူ့စီကိုရောက်သွားတဲ့အခါမှာတော့သူမပြောက်ပြတ်သေးတဲ့လူသားဘဝကအမတ်ရချက်တွေကြောင့်လားမသိသူ့ရဲ့အတွင်းစိတ်ထဲမှာကြောက်ရွံ့မှုတွေဖြစ်ပေါ်လာပုံရပါတယ်။အဲ့ဒီရုပ်ဆိုးလာတဲ့ဘီလူကြီးဟာဒေါသတကြီးနဲ့အော်ဟစ်ပြီးကျွန်တော်စီကိုပြေးဝင်လာပါတယ်။ဘေးကရှီရောင်မောင်ယိုကလည်းမိထိုင်စွာရည်ကိုသုံးပြီးကူညီဖို့ပြင်လိုက်ပေမယ့်ကျွန်တော်ကလက်ကပြီးတားလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ကျွန်တော်ဟာခြေလမ်းကျကျနဲ့ငါးဘီလူစီကိုပြေးဝင်ထွက်ပါတယ်။မျက်စိတမိတ်အတွင်းမှာပဲအေရွယ်အစားမညတဲ့ခန္ဓာကိုယ်နှစ်ခုဟာတစ်ခုတည်းတစ်ခုတိုက်မိသွားပြီးလေလိုင်းတွေရိုက်ခတ်သွားတယ်လို့ခန်းစားလိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲမြေပြင်ဟာကျွန်တော်တို့နှစ်ယောက်ရဲ့အားပြင်းမှုကြောင့်အကွဲသွားပါတယ်။ကျွန်တော်ဟာနီးထိုက်ချက်ဝတ်တန်းစာကြောင့်2 မီတာနီးပါးအရရှိနေပြီးမြင်4 မီတာလောက်ရှိရဲ့ငါးဘီလူကြီးရှိမှာတော့ခလီးတစ်ယောက်လိုဖြစ်နေပါတယ်ခန္ဓာကိုယ်အေဝယ်စားကွာခြားချက်ကြောင့်မြေပြင်အကွဲမှုနဲ့အတူကျွန်တော်ခန္ဓာကိုယ်ဟာအနှဲငယ်ဆောင်းသွားပါတယ်အားပြိုင်မှုမှာတော့ကျွန်တော်ကအနှဲငယ်ရှုံးနေတယ်လို့ပါလေတစ်ဖက်မှာလေကောင်းကျွန်းဟောင်းကနေပြောင်းလဲသွားတဲ့သွေးလမိမိဆာငါဟာအလွန်ပါနှက်ပါတယ်နားဘီလူကအသားစီရနေတဲ့လူထင်ပြီးအော်ဟစ်လိုက်ကကျွန်တော်တို့တိုက်ခိုက်နေတဲ့ကြားလေးကိုရုတ်တရက်ခုံအုပ်လိုက်ပါတယ်အဲ့ဒီအချိန်မှာလေကျွန်တော်ဟာခြေလမ်းတလားနောက်ဆုတ်လိုက်ပြီးလက်ကိုစက္ကနဲလွဲကငါးဘီလူရဲ့4 မီတာနီးပါးရှိတဲ့ခန္ဓာကိုယ်ကြီးကိုမှားတီးကိုကျွန်တော်စီကိုပြေးဝင်လာတဲ့သွေးလမိမိဆာငါစီကိုလွှဲပေါက်လိုက်ပါတယ်ငါးဘီလူရဲ့ရုပ်ဆိုးလာတဲ့ခန္ဓာကိုယ်ကြီးဟာနက်ရံကိုဝင်တိုက်ပြီးသွားပါတယ်သွေးလမိနှစုံငတ်ကတော့ချင်းချင်းပဲဒေါသတကြီးဟင်းဟောက်ပါတော့တယ်သူဟာခန္ဓာကိုယ်ရဲ့ဖြတ်လာမှုကိုအထုံချပြီးဖိမိတော့မဲ့စက္ကန့်ပိုင်းအလုံးမှာပဲတောင်ပန်းတွေကိုတုံးပြီးလွှင့်စင်လာတဲ့ယူခွေကိုကြော်ဖြတ်သွားခဲ့တယ်သွေးလမင်းနှစုံငတ်ကတော့သူ့ရဲ့အရာမတောင်ပန်းတွေကိုခတ်လိုက်ပြီးလူမျက်နှာနဲ့ငှက်ခေါင်းပေါ်ကမျက်လုံးတွေကတော့တခုခုကိုစဉ်းစားနေသလိုလှည့်ပတ်နေပါလေသူ့ရဲ့ခုနကကူတဲ့နဲ့တော့အနဲ့ရောင်တန်ချက်ကဝတ်ထားတဲ့အဲ့ဒီလူသားကိုမလောက်ရှားနိုင်ဘူးဆိုတာသူသိသွားတယ်ဒါကြောင့်သွေးလမင်းနှစုံငတ်ကတော့မိယမနာအော်ဟစ်ပါတော့တယ်သူဟာဒေါ်လာထွက်လို့ဟင်ဟုန်နေတာတင်မဟုတ်ပဲသွေးမျိုးဆက်ရဲ့ဖိနှိပ်မှုစွမ်းအားကိုအသုံးချပြီးအသွင်ပြောင်းလို့မပြီးသေးတဲ့ရှိသမျှတတဝအကုန်လုံးကိုကျွန်တော်ကိုအတူတူတိုက်ခိုက်ဖို့စင့်ခေါ်နေတာဆိုတာကျွန်တော်နားလည်လိုက်ပါတယ်မူလာကသတိထားနေတဲ့တတဝတွေရဲ့ခနာကိုယ်ပေါ်ကအသားတွေဟာလှုပ်ရှားလာပြီးမျက်နှာတွေကပိုပြီးတော့ကြောက်စရာကောင်းလာကဒေါသတကြီးဟင်းဟောက်တန်တွေကိုပြိုင်တူထုတ်ဖော်လိုက်ကြတယ်တတဝအတော်များများဟာပါဇာနာကအသားဆက်တွေကိုစွန့်ပစ်လိုက်ပြီးကျွန်တော်စီကိုအတူတူခုံအုပ်လာကြတယ်
အဲ့ဒီသွေးလမင်းနဲ့စုံငတ်ကတော့အခွင့်ကောင်းဆောင်ဒီချောင်းမြောင်းတိုက်ခိုက်ဖို့မျက်နှာချက်ဘောကိုတိတ်တဆိတ်ပြန်တက်သွားပါတယ်ဒါကိုမြင်တော့ကျွန်တော်ညာဘက်လက်ကိုကြည့်ချစ်ပါအောင်ဆိုလိုက်တယ်ကျွန်တော်နောက်ကအခင်းရောင်အငွေအသက်တွေဟာချက်ချင်းပဲအနဲ့ရောင်အလင်းတွေတစ်ဖြက်ဖြက်လက်နေတဲ့ထက်မြက်တဲ့ပူစင်ကြီးအဖြစ်ပြောင်းလဲသွားပါတယ်ကျွန်တော်ရှေ့ကရုပ်ဆိုးလာတဲ့တတဝအချိုးကိုရင်ဆိုင်ရမှာကျွန်တော်နောက်မဆုတ်ပဲရှေ့ကိုတိုးဝင်လိုက်ပါတယ်မိဘင်းကိုအားနဲ့နှင်းပြီးလေပြင်းမှုတိုင်းလိုပဲအဲ့ဒီတတဝလေးကောင်းစီကိုပြေးဝင်သွားတယ်တစ်ချိန်တည်းမှာပဲခနာကိုလေးထဲမှာလိမ်လိုက်ပြီးလက်ထဲကပူစင်ကြီးဟာငကားတကောင်လိုဝဲပြန်သွားကဒါအလင်းတိုင်းတစ်ချက်နဲ့အတူအတွင်ပြောင်းတတဝလေးကောင်စလုံးဟာတစ်ချိန်တည်းမှာပဲနှစ်ပိုင်းပြတ်သွားပါတော့တယ်အဲ့ဒီသွေးလမင်းနှဆိုးငတ်ဟာကျွန်တော်ရဲ့ခုတ်ချက်ကြောင့်ခါးလေကနေတိုက်ရိုက်နှစ်ပိုင်းပြတ်သွားပါတယ်ကျွန်တော်သွေးလမင်းနှဆိုးငတ်ကိုချက်တဲနဲ့အပြတ်ရှင်းလိုက်ပြီးတဲ့နောက်စကားချက်ချင်းပဲတိတ်ဆိတ်သွားပါတယ်ကျွန်တော်ရဲ့ဒီလိုလှုပ်ရှားမှုတွေဟာအတန်းထဲကចောင်းသားတွေကိုမင်းသက်သွားစေခဲ့တယ်အတန်းထဲမှာရှိနေတဲ့တပ်တော်တွေကလည်းကျွန်တော်စီကနေထွက်ပေါ်နေတဲ့ပန်ကူးသွေးမျိုးဆက်ရဲ့အားကောင်းတဲ့အငွေအသက်ကိုခန်းစားမိသွားကြပါတယ်သူတို့အားလုံးဟာလက်ထဲကလှုပ်ရှားမှုတွေကိုရက်လိုက်ပြီးကျွန်တော်ကိုကြည်လာကြပါတယ်ကျွန်တော်ကတော့အနည်းငယ်များပင်မတွန်းဆုပ်ပဲလေးမြန်တဲ့အချိန်ဟုန်နဲ့ဂျန်နဲ့မိစ္ဆာတွေကိုတက်ဖြတ်ပစ်လိုက်ပါတယ်3မိနစ်အတွင်းမှာပဲစာသင်ခန်းထဲကမိစ္ဆာအားလုံးကိုရှင်းလင်းပြီးသွားပါပြီအဲ့ဒီအချိန်မှာပဲအခန်းထဲမှာကြံရှိနေတဲ့သူတွေကအပြင်ထွက်ချင်စောနဲ့စူညံလာကြပါတယ်ကျွန်တော်ကတော့အေးဆက်တဲ့မျက်နှာနဲ့စင်မြင့်ပေါ်ကိုတက်သွားပြီးအားလုံးတိတ်တိတ်မိဆန်လို့អော်လိုက်ပါတယ်ကျွန်တော်အမိန့်ပေးလိုက်တာနဲ့စာသင်ခန်းထဲမှာချက်ချင်းတိတ်ဆိတ်သွားပါတယ်အခုကဘာပက်ကយ៉ាងနီအပြင်မှာမိစ္ဆာနေအပြီးပဲအသက်ရှင်ချင်းတယ်ဆိုရင်ကျွန်တော်ပြောလာကိုနားထောင်ကြလို့ကျွန်တော်ပြောလိုက်ပါတယ်ကျွန်တော်ပြောပြီးတာနဲ့တပြိုင်နက်တကားအပြင်ဘက်မှာငရဲခွေးကြီးတစ်ကောင်ကသူ့ရဲ့အဆွဲတွေကိုထုတ်ပြပြီးရှာကြီးထောက်ကအခန်းထဲကလူတွေကိုကြည့်နေပါတယ်ဟင်းဟောက်တန်တွေကစာသင်ခန်းထဲမှာဟင်းထွက်နေပါတယ်အဲ့ဒီလိုအရေးကြီးတဲ့အချိန်မှာပဲလူအောက်ထဲကမင်းကလေးတယောက်ကအားကောင်းချစ်ပြီးអော်လိုက်ပါတယ်ဒါကြောင့်ငရဲခွေးဟာချက်ချင်းပဲတောင်းချမ်းလာပါတယ်ကျွန်တော်မျက်မှောင်ကျုပ်ပြီးစာသင်ခန်းတစ်ခါဝကငရဲခွေးကိုစိုက်ကြည့်လိုက်ပါတယ်အရင်ဘဝတုန်းကဒီငရဲခွေးဟာကြောင်းထဲမှာအမဲလိုက်ပြီးစင်ခဲဖြောင်းလဲခဲ့တာကြောင့်နောက်ဆုံးမှာကောင်းသုံးလုံးရှိရဲ့ငရဲခွေးဖြစ်လာခဲ့ပြီးရွှေမြို့တော်ရဲ့အရှင်သခင်ဖြစ်လာခဲ့တာပါအစင်မီစင်ခဲဖြောင်းလဲသူတွေအချိန်မီရောက်မလာခဲ့ဘူးဆိုရင်ရွှေမြို့တော်တစ်ခုလုံးဟာသူ့ရဲ့အစာဖြစ်သွားခဲ့မှာပါဒီတစ်ချိန်မှာတော့ကျွန်တော်ကိုယ်တိုင်မတိုက်ခိုက်ပဲဘေးမှာရှိတဲ့ရှာမန်ကျွေကိုမြေရိပ်ပြလိုက်ပါတယ်ကျွန်တော်ရဲ့အချက်ပေးမှုကိုမြင်လာတဲ့ရှာမန်ကျွေရဲ့လက်ဖွာထဲမှာပြီးရှောင်းနှစ်ပြားမိုးကျွေးတွေစူးစီးလာပါတယ်သူမရဲ့ပေါ်ပါခဲ့ပါတဲ့ခန္ဓာကိုယ်ဟာလက်စီးလို့ဖျော်ရှာသွားပြီးငရဲခွေးအပေါ်ကိုနှစ်ပြားမိုးကျွေးတစ်ချက်ပစ်ချလိုက်ပါတယ်ဖုံးဝင်းတွေငိမ့်သွားတဲ့အခါငရဲခွေးရဲ့ခန္ဓာကိုယ်မှာမီးလောင်ရတဲ့ကွက်ပေါ်လာပါတယ်အရင်ဘဝတုန်းကမကောင်ဆိုးဝါးတွေကိုနှိမ်နှင်းခဲ့တဲ့ပြီးရှောင်းနှစ်ပြားမိုးကျွေးဆိုလားတကယ်ကိုနာမည်နဲ့လိုက်ဖတ်ပါတယ်အခုတော့ငရဲခွေးကလုံးဝဒေါသထွက်သွားပါပြီသူ့ရဲ့မီးလောင်နေတဲ့ခန္ဓာကိုယ်ကိုဆွဲပြီးပါးစပ်အခြေကြီးဖွင့်ကဟင်းရောက်ပြီးစာသင်ခန်းလက်ကိုပြေးဝင်လာပါတယ်သူမုတ်ထုတ်လိုက်တဲ့အနက်ရောင်မီးတောက်တီကြောင့်စားပွဲဟာခဏချင်းမှာပဲပြာထွက်သွားပြီးစားပွဲဘေးကလူနှစ်ယောက်ဟာလည်းတစီးပျက်စီးသွားပါတယ်ငရဲခွေးဟာရှာမန်ယိုရဲ့ပိချောင်နတ်ဖျားမိုးကျိုးကိုတောင်းခံနိုင်တာကိုမြင်တော့ကျွန်တော်ကိုယ်တိုင်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ကောင်းကင်ဖွင့်ပစင်းရဲ့အရှင်အဝါဟာလွှမ်းမိုးသွားပြီးငရဲခွေးစီကိုတိုက်ရိုက်ဦးတည်သွားပါတယ်ကျွန်တော်လည်းသူ့နောက်ကနေငရဲခွေးစီကိုပြေးဝင်သွားပါတယ်ငရဲခွေးဟာကောင်းကင်ဖွင့်ပစင်းရဲ့တိုက်ခိုက်မှုကိုလင်းမြန်စွာရှောင်တိန်နိုင်ခဲ့ပြီးမြဲနောက်ကလိုက်လာတဲ့ကျွန်တော်ဟာနွားတိုးတစ်ကောင်လိုပဲငရဲခွေးကိုမီးပင်ပေါ်လဲကျသွားအောင်တိုက်ထုတ်လိုက်ပါတယ်ဘေးကရှာမန်ယိုကလည်းသူမလက်ထဲကလက်နက်ကိုကျွန်တော်စီအမြန်လမ်းပေးလိုက်ပါတယ်ကျွန်တော်ငရဲခွေးကိုပြန်တိုက်ခိုက်ဖို့အခွင့်အရေးမပေးတော့ဘဲဓာတ်တစ်ချက်တည်းနဲ့သူ့လယ်ပင်ကိုဖျက်လိုက်ပါတယ်အဲ့ဒီနောက်ငရဲခွေးအလောင်းသားကိုသွားပြီးသူ့ဘိုက်ကိုခွဲကခန္ဓာကိုယ်ထဲကနေဖြူးစင်တဲ့ဝိညာဉ်စွမ်းရည်ကြောင့်တတုံးကိုထုတ်ယူလိုက်ပါတယ်အရင်ဘဝတုန်းကဒီလိုကြောက်တုံးတွေကိုစင်ကဲဖြောင်းလဲသူတွေကဝိညာဉ်စွမ်းရည်ကြောင့် spirit crystal လို့ခေါ်ကြပါတယ်ဝိညာဉ်စွမ်းရည်ကြောင့်ကိုစုပ်ယူနိုင်တဲ့စင်ကဲဖြောင်းလဲသူတွေဟာအဆင့်တန်းနိုင်ပါတယ်ဒါဟာအမြန်ဆုံးနဲ့အတင်းကြီးဆုံးအဆင့်တန်းကြီးဖြစ်ပါတယ်ဒါပေမဲ့မစ္စာတိုင်းကဝိညာဉ်စွမ်းရည်ကြောင့်ထုတ်ပေးနိုင်တာမဟုတ်ပါဘူးအနည်းငယ်သောမစ္စာဒီရဲ့အလောင်းတွေကနေပဲအဆင့်နဲ့ဝိညာဉ်စွမ်းရည်ကြောင့်ကိုရနိုင်တာပါဝိညာဉ်စွမ်းရည်ကြောင့်ရဲ့အရေးအသွေးမြင့်လီလီမစ္စာရဲ့ခွန်အားကပုံမအားကောင်းလီလီဖြစ်ပါတယ်အရင်ဘဝကရှာမန်ယိုရဲ့ကျွန်တော်အဖော်ထားခဲ့တဲ့တစ္ဆာတရားကိုပြန်တွေးမိပြီးကျွန်တော်ကလည်းပန်ကူးမျိုးရိုးပြီးစတာကိုနိုးထားပြီးသားဖြစ်နေတာကြောင့်ဒီဝိညာဉ်စွမ်းရည်ကြောင့်ကိုရှာမန်ယိုကိုပေးလိုက်ပါတယ်ဒါကိုနဖူးမှတင်ပြီးမင်းရဲ့စိတ်အာရုံနဲ့ဆုပ်ယူလိုက်လို့ကျွန်တော်ပြောလိုက်ပါတယ်ရှာမန်ယိုဟာဝိညာဉ်စွမ်းရည်ကြောင့်ကိုယူပြီးကျွန်တော်ပြောတဲ့အတိုင်းဘာမှမတွန့်ဆုပ်ပဲလှုပ်ဆောင်ပါတယ်အလင်းတန်းတွေပြောက်ွယ်သွားတဲ့အခါရှာမန်ယိုလက်ထဲကကြောက်တုံးဟာမရှိတော့ပဲသူမဟာတကိုယ်လုံးလန်းဆန်းပြီးထိုးခဲတဲ့အတွင်အဝင်ကိုရရှိသွားပါတယ်သူဟာအစင်းနှစ်နိုးထပ်သူအဖြစ်ကိုရောက်ရှိသွားပါပြီဒီကမ္ဘာလုံးဆိုင်ရာကက်ပီကြီးထဲမှာအစင်းနှစ်နိုးထပ်သူတယောက်ရဲ့စွမ်းအားဟာအန်ဒရီအတော်များများကိုရင်ဆိုင်နိုင်စွမ်းရှိနေပါပြီကျွန်တော်ဟာခုနကအော်ဟစ်တန်ကြောင့်ငရဲခွေးတွေကိုဆွဲဆောင်မိခဲ့တဲ့မိန်းကလေးစီကိုရှောက်သွားလိုက်ပါတယ်ဒါကိုမြှောက်လိုက်ပြီးခုတ်ချလိုက်တဲ့အခါအဲ့ဒီမိန်းကလေးရဲ့ခေါင်းဟာမီးပင်ပေါ်ကိုတလင်းခောက်ကွေးကျသွားပါတော့တယ်ကျွန်တော်ဟာပတ်ဝန်းကျင်ကိုခတ်ထန်တဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ပြီးကဘာပြက်ကတ်ထဲမှာလူတွေဟာကိုယ့်ရဲ့မိန်းမဲမှုအတွက်ကိုယ်တိုင်ပေးဆက်ရလိမ့်မယ်လို့ပြောလိုက်ပါတယ်အခန်းထဲမှာအသက်ရှင်ချမ်းရလာလူ30ယောက်လောက်ပဲရှိပါတော့တယ်ရှမ်းကျဲအခုကစားပြီးငါတို့မင်းစကားကိုပဲနားထောင်တော့မယ်မင်းဘာပဲခိုင်းခိုင်းငါတို့လုပ်ပါမယ်လို့တယောက်ကပြောပါတယ်အဲ့ဒီချိန်မှာပဲအခန်းအပြင်ဘက်ကနေစူးစူးဝါးဝါအကူကြီးတောင်းတန်တွေထံပေါ်လာပါတယ်။အော်တန်တွေကြားထဲမှာတားရဲတွေရဲ့ဟင်းတန်တွေလည်းရောနော်နေပါတယ်။ကျောင်းထဲလာတားရဲတွေအုပ်စုဖွဲ့စုရင်းနေပြီဆိုလားကျွန်တော်သိလိုက်ပါတယ်။အရင်ဘဝတုန်းကကျောင်းသားတွေအများကြီးရှိတဲ့အတွက်တားရဲအထွင်ပြောင်းသူတွေများပြားခဲ့တာကိုကျွန်တော်မှတ်မိနေပါတယ်။အခုကျွန်တော်ဟာအစိမ့်နှုတ်ထပ်သူထင်နေပေမဲ့ထောင်ထဲချီတဲ့တားရဲတွေကိုတော့တယောက်တည်းရင်မဆိုင်နိုင်သေးပါဘူး။အငူထူးပြီးရမနီချာနဲ့စားပွဲနဲ့ကုလားထိုင်တွေကိုမြန်မြန်ရွှေ့ပြီးတကားနဲ့ဗီတင်ပေါက်တွေကိုပိတ်ချလို့ကျွန်တော်အော်ပြောလိုက်ပါတယ်။ခဏတာတုံဆိုင်သွားဒီနောက်အသက်ရှင်ခြင်းနေစိမ့်နဲ့လူတွေဟာဝိုင်းဝန်းတီအကုန်ပိတ်ဆို့လိုက်ကြပါတယ်။တားရဲအုပ်ကြီးရောက်လာတဲ့အခါအတန်းထက်ကအလားပကေရှောင်းချန်ချန်ဟာတားရဲတွေရှေ့ကနေထွက်ပြေးလာတဲ့ရှောင်းဝေကိုမြင်သွားပါတယ်။သူဟာရှောင်းချန်ချန်ရဲ့သူငယ်ချင်းပါ။အပြင်ကရှောင်းဝေဟာတကူလုံးတန်ရတွေနဲ့သနာစရာကောက်တဲ့အခြေအနေဖြစ်နေပါတယ်။ရှောင်းချန်ချန်ဟာသနာစိတ်ဝင်ပြီးတကားကိုဖွင့်ဖို့ကြိုးစားပါတော့တယ်။အဲ့ဒီချိန်မှာကျွန်တော်ဟာရှောင်းချန်ချန်ရဲ့လက်ကိုဆွဲထားလိုက်ပါတယ်။မင်းကငါတို့အားလုံးကိုပါသူ့အတွက်နဲ့အသေးခံစေချင်တာလားလို့ကျွန်တော်အေးဆက်ဆက်အတန်းနဲ့မေးလိုက်ပါတယ်။
ရှမ်းကျဲမင်းဘာကိုဆိုလိုတာလဲရှမ်းဝေးသေးတော့မယ်ငါဒီတိုင်းကြည့်မနေနိုင်ဘူးလို့သူကပြောပါတယ်ရှမ်းချမ်းချမ်းဟာကျွန်တော်လက်ကိုအတင်ယုံပြီးရှမ်းကျဲမင်းဘာလို့ဒီလောက်တောင်သွေးအေးပြီးရက်စက်ရတာလဲလို့အော်ဟစ်ပါတော့တယ်ကျွန်တော်တို့ခန်းတော့ကအနှဲငယ်ကွင်းညွတ်သွားပြီးကောင်းပြီလေမင်းကငါ့ကိုရက်စက်တယ်လို့ထင်နေမှတော့မင်းပြတ်သူတော်စင်တော့လုပ်လိုက်တော့လို့ပြောလိုက်ပါတယ်ပြီးတော့ကျွန်တော်ရေဝစ်စုံကိုအသက်သွင်းလိုက်ပြီးတကားကိုဖွင့်ကရှောင်းချမ်းချမ်းကိုအပြင်ကိုထုတ်လုပ်လိုက်ပါတယ်ပြီးတာနဲ့တကားကိုပြန်ပိတ်လိုက်ပါတယ်ရှောင်းချမ်းချမ်းဟာအပြင်ဘက်မှာကြောက်လန့်တကြားနဲ့တကားကိုထုပြီးချမ်းကျက်ငါမားသွားပါတယ်ငါခဏတာစိတ်လောသွားလို့ပါငါ့ကိုပြန်မိဝင်ပါအောင်လူအော်ဟစ်တောင်းပန်ပါတော့တယ်အပြင်ကတားရဲမီဟာရှောင်းချမ်းချမ်းကိုမြင်တဲ့အခါအငန်းမရဝိုင်းအောင်လာကြပါတယ်အခန်းထဲကလူတွေဟာကြောက်လန့်တကြားနဲ့ထောက်မှကက်နေကြပြီးအပြင်ကတားရဲတွေအသားစားနေတဲ့အတန်တွေကိုပဲတိတ်တဆိတ်နားထောင်နေကြရပါတယ်ကျွန်တော်ကတော့တကားနောက်မှာအသင့်အနေထားနဲ့ရက်နေပါတယ်တားရဲတွေရှောင်းချမ်းချမ်းကိုစားပြီးတဲ့အခါအပြင်ဘက်မှာရုတ်တရက်တိတ်ဆိတ်သွားပါတယ်ဘာဖြစ်သွားတာလဲဘာလို့ရုတ်တရက်ငြင်းသွားတာလဲတားရဲတွေထွက်သွားကြပြီလားလို့ចောင်းသားတွေကအချင်းချင်းမေးမြန်းကြပါတယ်သူတို့အသက်ရှင်ဖို့အတွက်ကျွန်တော်ကိုပဲအားကိုးရမယ်ဆိုတာသိသွားကြပါပြီကျွန်တော်ဟာပသိန်းပေါက်ကနေအပြင်ကိုကြည့်လိုက်တဲ့အခါရှောင်းချမ်းချမ်းရဲ့သွေးကွက်တွေပဲကြံတော့တာကိုမြင်ရပါတယ်တားရဲတွေဟာထူးဆန်းစွာပဲမြေပြင်မှာဝတ်ထွားနေကြပြီးတစ်ခုခုကိုကြောက်လန့်နေသလိုတုံ့ပြန်နေကြပါတယ်ပုံမှန်ဆိုရင်သူတို့ဟာရှောင်းချမ်းချမ်းကိုစားပြီးကြတဲ့အခန်းထဲကလူတွေကိုဆက်တိုက်ထိုက်ခိုက်ရမှာပါအခုလိုဖြစ်နေတာကိုကျွန်တော်လည်းနားမလည်နိုင်အောင်ဖြစ်နေပါတယ်အရင်ဘဝတုန်းကကျွန်တော်ဟာဒီချိန်မှာကြောက်မှမရှိခဲ့တဲ့အတွက်နောက်ထပ်ဘာဖြစ်လာမလဲဆိုတာမသိနိုင်ပါဘူးရှင်မညိုးကတော့ဓာတ်ကိုတင်းတင်းစုပ်ကိုင်းထားပြီးချမ်းကျက်အပြင်မှာဘာတွေဖြစ်နေတာလဲဘာလို့ငြိမ်ထွက်တာလဲလို့မေးလိုက်ပါတယ်